ထန်း6ခင်ရောမှာဘာတွေဖြစ်ပေါ်ခဲ့တာလဲဘလို့ချင်းတွေဖြစ်ပေါ်ခဲ့လဲဗျကျွန်တော်တို့2ရက်5လ2024ရက်နေ့မှာစားက15ကြပါတယ်ခင်ဗျကြတဲ့အတွက်ကျွန်တော်တို့951ကိုတွားရောက်ပူးပေါင်းပါတယ်အဲ့လိုပူးပေါင်းတဲ့အချိန်မှာကျွန်တော်တို့တပ်တွေကိုအဖွဲ့လိုက်ခွဲပြီးတော့ဘောင်းမိုင်မောင်းစနစ်နဲ့ကျွန်တော်တို့951ကိုစုပ်ပါတယ်ကျွန်တော်နဲ့တက်မ2တက်မမှုဖြစ်တဲ့ဘုံမူကြီးအောင်နေမျိုးတို့ကနောက်ဆုံးကနေလိုက်ပါပြီးစုပ်ခွာပါတယ်ဗျအဲ့လိုစုပ်ခွာတဲ့အချိန်မှာကျွန်တော်တို့တက်မနဲ့ခမ951ကြားမှာထန်6ကန်ကြေးရွာရှိပါတယ်အဲ့ရွာရောက်တဲ့အချိန်မှာတက်မ2ရဲ့တက်အချို့အင်အား90လောက်ကိုကျွန်တော်တို့အဲ့ရွာမှာဖြန့်ခွဲပြီးနေရာချပေးပါတယ်အဲ့လိုချပေးတဲ့အချိန်မှာပဲရွာသားအများစုကတော့မရှိတော့ပါဘူးရွာသားနည်းနည်းလောက်ပဲကြံပါတော့တယ်ကျွန်တော်တို့တက်တွေကဒီနောက်ကနေပြီးတော့လိုက်လံတိုက်ခိုက်လာမယ်အာရကတက်တော်ခုခံတိုက်ခိုက်ဖို့အတွက်နေရာချပေးတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာရွာသားနှဲငယ်ကိုလည်းခင်ဗျားတို့မသွားပါနဲ့ကျွန်တော်တို့ရောက်ပါပြီဘာမှမဖြစ်ပါဘူးဆိုပြီးကျွန်တော်တို့ပြောပါတယ်ဒါပေမဲ့လည်းရွာသားတွေကသူတို့သဘောနဲ့သူတို့ပဲထုတ်တွေပိုးတွေယူပြီးသူတို့မနေရတော့ဘူးဆိုပြီးတော့နိစ္စရွာရဲ့ဘက်ကိုထွက်သွားပါပြီကျွန်တော်တို့တက်တွေနေရာချပြီးတဲ့အချိန်မှာတော့ရွာသားတွေကမရှိတော့ပါဘူးခင်ဗျကျွန်တော်တို့တက်မအားနေပြီးတော့ဆုတ်ခွာတဲ့အချိန်မှာကျွန်တော်တို့စစ်တင်နန်းပေးထားတဲ့ဒီကလားပြည်သူစစ်200ကျော်လောက်ပါလာပါတယ်ခင်ဗျ200ကျော်လောက်ပါလာပြီးတော့ကျွန်တော်တို့နဲ့အတူတူဆုတ်ခွာလာတာဖြစ်ပါတယ်ကျွန်တော်အားလုံးပေါင်းဒီထန်းချောင်းကန်ကျွေးရတော့ပြန်ရောက်တဲ့အချိန်မှာ400ကျော်900ဝန်းကျင်လောက်ရှိပါတယ်ကျွန်တော်တို့မိသားစုဝင်တွေကတော့900ကျော်လောက်ကိုပါပါတယ်ခင်ဗျကျွန်တော်တို့မိသားစုဝင်တွေပဲရှိပါတယ်ကြေးရွာသူကျွေးရတာကတော့လုံးဝကလားကြေးရွာသူကျွေးရတာတယောက်မှမရှိပါဘူးခင်ဗျကျွန်တော်တို့ရောက်တဲ့အချိန်မှာ3ရက်နေ့ကတိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပါတယ်အဲ့ဒီပါမယ်အဲ့ဒီအချိန်မှာလုံးဝကလားတယောက်မှမရှိပါဘူးခင်ဗျဟုတ်ကဲ့ဆိုတော့အခုသေဆုံးနေတဲ့အလောင်းတွေအယိုးစုတွေကဘယ်သူတွေရဲ့အယိုးစုတွေလဲဘယ်လိုဖြစ်ပေါ်ခဲ့တာလဲအဲ့ဒီအယိုးစုတွေကလေကျွန်တော်တို့3ရက်နေ့မှာထန်းချောင်းကန်ကြေးရွာနေပြီးတော့ကျွန်တော်တို့ဒီ3ရက်နေ့ညနေဘက်မှာကျွန်တော်တို့ဘူးတီတောင်ဆုတ်ခွာဖို့အတွက်အချိန်ချင်းထိုးဖောက်ပါတယ်ခင်ဗျအချိန်ချင်းထိုးဖောက်တဲ့အတွက်3ရက်နေ့တစ်နေ့လုံးရောကျွန်တော်တို့တညလုံးရောတိုက်ပွဲကတအားကိုပြင်းပြင်းထန်ထန်ဖြစ်ပါတယ်ခင်ဗျတိုက်ပွဲတအားပြင်းထန်တဲ့အတွက်နှစ်ဖက်မှာပစ်ခတ်မှုတွေကလည်းတအားများပါတယ်ကျွန်တော်တို့ကနေကင်းဘက်ဆိုရင်လေချောင်းပစ်ကူတွေပါယူပြီးတိုက်ခိုက်ရပါတယ်ခင်ဗျညဘက်မှာလည်းအချိန်ချင်းထိုးဖောက်ပါတယ်ထိုးဖောက်တဲ့အတွက်ကျွန်တော်တို့ဘက်ကကျွန်တော်အရာရှိစစ်တီတွေရယ်ကျွန်တော်တို့စစ်တင်နန်းပေးထားတဲ့ကလားတွေရယ်100ကျော်လောက်ကိုထိခိုက်ကြဆုံးခဲ့ပါတယ်ခင်ဗျကျွန်တော်တို့ရဲမေမိကိုသူမိသားစုတွေလည်းတော်တော်များများထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ခင်ဗျအဲကြတော့အဲ့ဝင်းကျင်မှာကျွန်တော်တို့တက်မကနေပြီးတော့951ကိုဆုတ်လာတဲ့အချိန်မှာရောဒီထန်းချောင်းခံကြေးရွာနေပြီးတော့ဒီဘူးတီတောင်ဆုတ်ခွာနိုင်ဖို့ထိုးဖောက်တာရောဆိုတော့လမ်းဘေးဘက်ညာရောဒီရွာပတ်လည်မှာလက်ကွက်တွေထဲမှာရောကျွန်တော်တို့တပ်ဖွဲ့ဝင်တွေရယ်ကျွန်တော်တို့စစ်တင်နန်းပေးထားတဲ့ကလားတွေရယ်တော်တော်များများကြဆုံးခဲ့ပါတယ်ခင်ဗျကျွန်တော်တော့မှဒဏ်ရာ2ချက်ရပါတယ်ခင်ဗျဆိုတော့အခုအယိုးစုတွေကဘယ်သူတွေရဲ့အယိုးစုတွေကကျွန်တော်တို့စစ်တီတွေရယ်ကျွန်တော်တို့လေ့ကျင့်ပေးထားတဲ့စစ်တင်နန်းပေးထားတဲ့ကလားတွေရဲ့အယိုးစုတွေပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ကမနေ့ကင်းဒီ4ရက်နေ့မနေ့3နာရီလောက်မှထန်ချောက်ခွန်ရွာကိုကျွန်တော်တို့ပြန်ဆုတ်ရတယ်ခင်ဗျပြန်ဆုတ်တဲ့အချိန်မှာကျွန်တော်ကြီးကရဲမေမိကိုသူမိသားစုတွေရယ်ကျွန်တော်စစ်တီတွေရအရကတက်တော်အပြည့်ရက်ပေးပါတော့ကျွန်တော်တို့ကျမတို့လက်နဲ့ချပါတယ်မပြစ်ပါတော့နဲ့လို့ပြောတဲ့အချိန်မှာကျွန်တော်တက်မ2တက်မမူဘုံမူကြီးအောင်နေမျိုးကိုခြာပါတယ်ခင်ဗျခြာတဲ့အချိန်မှာသူကလူနန်းငယ်နဲ့သူကိုလိုရုံးပြီးထွက်ပြေးသွားပါပြီခင်ဗျထွက်ပြေးသွားတဲ့အချိန်မှာကျွန်တော်ကြည့်လိုက်တော့အချိန်မှာကျွန်တော်အရာကြီးစစ်တီရလည်းအများကြီးကြဆုံးနေတယ်ထိခိုက်ဒဏ်ရာရတာရလည်းများတယ်တချို့ဆိုလည်းနှစ်ဖက်ပြတ်နေရတစ်ဖက်ပြတ်နေရတွေမချောင်းနိုင်တော့တဲ့လူတွေဒါတွေတွေ့နေရပါတယ်ခင်ဗျရဲမေတွေမိကိုသူတွေမှလည်းဒဏ်ရာရတာတွေများနေတဲ့အတွက်ကျွန်တော်အရာရှိတွေနဲ့တိုင်ပင်ပြီးတော့မနေ့ကျွန်တော်6နာရီမိုးလင်းတဲ့အချိန်မှာကျွန်တော်အဲ့ထန်6ကန်ကြေးရွာမယ်ပဲအာရကတက်တော်ချိန်မှာကျွန်တော်လက်နဲ့ချပြီးဖမ်းခံလိုက်တယ်အဲ့အတွက်ပန်ဝင်းကျင်ရွာမယ်ကျွန်တော်တို့ကတညလုံးထိုးပေါက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အချိန်ချင်းထိုးပေါက်တော့တကြောင်တည်းမဟုတ်ပါဘူးရွာကိုဖြန့်ပြီးထိုးပေါက်တာပါ3 4 5နေရာလောက်ကခွဲဖြန့်တော့တော်တော်များများကိုပြန့်ကျဲပြီးတော့ကြာနေရွာထဲကံပေါင်းနေမယ်လဲကြာနေရရှိတယ်ရွာလမ်းမအိပ်ပေါ်မှာလဲမှန်ထားပြီးကြာနေရရှိတယ်ပြီး9တင်းနဲ့ကျွန်တော်တို့စားက15လမ်းဘေးပဲညာမှာလဲကြာနေရရှိတဲ့အတွက်အရေးအတွက်ကတော်တော်ကိုများပါတယ်ကျွန်တော်လဲဒီမဲ့အဖမ်းခံလိုက်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပုံမှန်တိုင်းစည်ရင်ကောက်ယူထားနိုင်ခြင်းတော့ကျွန်တော်မရှိခဲ့ပါဘူးခင်ဗျဒီရိုညာအေးကျွန်တော်ခုနကပြောလို့ပါခင်ဗျကျွန်တော်တို့ကနှစ်ဖက်တိုက်ပွဲဖြစ်တာပါခင်ဗျရွာသားကလည်းမရှိပါဘူးခင်ဗျရွာသားကိုတတ်တယ်ဆိုတာတော့ဘလို့မှမဖြစ်နိုင်ပါဘူးခင်ဗျကျွန်တော်တို့နဲ့နှစ်ဖက်ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကအကြအဆုံးများတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရှီကဥစ္စာတွေပဲဖြစ်မှာပါရွာသားကလည်းကျွန်တော်ရောက်သွားတဲ့အချိန်မှာကျွန်တော်မိသားစုတွေကိုအိမ်တိုင်းကိုထားတာပါခင်ဗျအိမ်တိုင်းထားရမယ်ဘာဒီနေမြေကန်ရွာသားကလာတယောက်မှမတွေ့ပါဘူးခင်ဗျအဲကြောင့်မလို့ရွာသားကတော့မဟုတ်ပါဘူးခင်